သောအားဖြင့်ကျွန်တော်တို့ကိုပင်ပန်းစေတာကကိုယ်တိုင်မဟုတ်ပါဘူးစိတ်ထဲမလို့ရှာနိုင်ပဲစုပ်ကင်ထားတဲ့အတွေးတွေသာဖြစ်ပါတယ်ဘဝဆိုတာလုံးဝအပြစ်ကင်းပြည့်စုံတဲ့အရာမဟုတ်ပါဘူးလူတိုင်းမှာကိုယ်ပိုင်အခက်အခဲတွေရှိကြသလိုအရာရာအဆင်မပြေတဲ့အချိန်တွေလည်းရှိတတ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့အမြဲတွေးပြီးစိတ်ညစ်နေမယ့်အစားရှုထောင့်တစ်ခုပြောင်းပြီးကြည့်တတ်ဖို့သင်ယူကြည့်တဲ့အခါအရာတော်တော်များများမှာလည်းသူဖြစ်တည်လာရတဲ့အဓိပ္ပာယ်နဲ့တန်ဖိုးရှိနေတယ်ဆိုတာကိုတွေ့မြင်လာနိုင်ပါတယ်။ရှင်းမြတ်လို့ရတဲ့လူတွေအရာဝတ္ထုတွေရှိရင်စိတ်နှလုံးအပြည့်နဲ့တန်ဖိုးထားမယ်။စူးစမ်းခဲ့တဲ့ရလဒ်အကောင်းအဆိုးအတွက်အေးအေးသာသာလက်ခံနိုင်မှုသင်ယူမယ်။ရရှိခြင်းကကံကောင်းခြင်းဖြစ်တယ်လို့ဆုံးရှုံးခြင်းကလည်းကြီးပြင်းရင့်ကျက်စေတဲ့သင်ခန်းစာဖြစ်ပါတယ်။တချို့လူတွေကကိုယ့်ဘဝလမ်းမှာခဏတာအတူလျှောက်ပေးုံနဲ့တင်တန်မိုးရှိတဲ့ရေစက်တစ်ခုဖြစ်သွားတယ်။တချို့လမ်းတွေကိုတော့ကိုယ်တိုင်လျှောက်လမ်းမှသာပိုကောင်းတဲ့ကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ဘဝမှာတကယ်တန်မိုးရှိဆုံးအရာကပိုင်ဆိုင်တာဘလောက်များလဲဆိုတာမဟုတ်ပါဘူး။ကိုပျော်ရွှင်အောင်ဘယ်လိုနေတတ်လဲဆိုတာဖြစ်ပါတယ်။စိတ်ခံစားချက်တွေနဲ့ကိုမရှုံနှောင်ပါနဲ့။အတိတ်ကိုလက်ရှိဘဝအပေါ်အရေးမိုးခွင့်မပေးလိုက်ပါနဲ့။ကိုယ်စိတ်ကိုဂရုစိုက်ပြီးဘဝကိုကောင်းကောင်းဖြတ်သန်းနိုင်တာကလည်းကိုပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ပါပဲရင်ဘတ်ကျင်းရင်စိတ်ပူစရာတွေများလာမယ်ရင်ဘတ်ကြဲထားရင်ဘဝလည်းတဘာဝအတိုင်းပုံမရှုံးမွေလာမယ်အရှင်ရဲ့စီစဉ်မှုကိုမတားဆီးနိုင်တယ်လို့ခွဲမသွားဖို့မဖြစ်ပွားဖို့ကိုလည်းမတားဆီးနိုင်ပါဘူးဒါပေမဲ့နေ့ရက်တိုင်းရဲ့နေထွက်ချိန်နေဝင်ချိန်ကိုဘယ်လိုစိတ်ထားနဲ့ကြိုးစိုးဖြတ်သန်းမလဲဆိုတာကိုတော့ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ရင်ဘတ်ကြဲထားပြီးအလင်းမလိုတဲ့ရှည်လန်းနဲ့တာမန်ရိုးရှင်းတဲ့နေရက်တွေမှာလည်းကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာတွေ့နိုင်ကြပါစေရှင်။